Hello မင်္ဂလာပါဒီနေ့မှာမမြင်ကပေါ့နော်ဒီ IP ရဲ့3မျိုးဆက်အတွဲလေးနဲ့လက်လပြင်ပြမယ်ပေါ့နော်အရင်ဆုံးပေါ့နော် IP C1 လေးကိုလိမ့်မယ်ဒါကကြတော့IP C1 လေးကကြတော့အခုဒါကုံသွားပြီပေါ့နော်ကုံသွားပြီအသစ်ထုတ်မယ်ပေါ့နော်တုံးကျင်တဲ့သူလေးဆိုဒီလို IP Crane နဲ့ IP C1 ကဒီလိုတန်းမဲ့အထုတ်လေးလည်းရှိတယ်ပေါ့နော်မမြင်ကတော့ကြာတုံးကျင်တဲ့အတွက်ဒီ50 gram ဘူးကြီးကိုဖောက်မယ်ပေါ့ဒါကြာ3ခံတယ်သူကလေ4လလောက်3ခံတယ်ဒီမှာပတ်ကင်လေးရတယ်လုံးဝမိုက်တယ်ကမှာပေါ့နော် IBC အောင်လိမ့်မယ်သူကလေလိမ့်တဲ့ခါမှာတနေ့ကိုမနေ့တစ်ချိန်ညတစ်ချိန်ပေါ့နော်3ဆက်ပဲနော်ဒီဘက်ပါတစ်ဖက်မှာတစ်ဆက်ဒီဘက်မှာတစ်ဆက်နှစ်ဖူးမှာတစ်ဆက်3ဆက်ပဲချပြီးတော့အသားရည်တွေကိုစိတ်ဝင်အောင်လိမ့်ဟိုကိုတွေ့လာဒီမှာနော်ပြောင်တင်းပြီးတော့သူကနိုင်စီတမိုက်ပောင်ဝင်တဲ့အတွက်ငကိုအသားရည်ကိုသူကလေနှစ်ဆဖြူဝင်းစီတာအမဲဆက်တို့เนาะအနီဆက်တို့နီလောင်တန်းချောင်းဖြစ်တတ်တဲ့ဝက်ချန်ချောင်းဖြစ်တတ်တဲ့အမာရုပ်တိတိလေးရစာသူကလေချက်ကပ်ပြီးတော့တက်တာရောပါစီတာเนาะပြီးရင်တော့ဒီမှာဆန်းခရင်လေးမယ်ဆန်းတစ်ခါစားလောက်တော့ရသေးရပေါ့เนาะခါမှလဲကိုကလေဆန်းခရင်ကိုနေရောင်ကြည်တန်ကာဝယ်ဖို့တခြားလေးတော့သူကလိမ့်ပေးဖို့လိုမယ်ပေါ့เนาะ UVA UVB အဲ့လိုတန်းတွေကိုလဲသူကလေဘယ်လိုပြောမလဲခံနိုင်မှုအတွက်ဒီဆန်းခရင်လေးကတော့လိမ့်ပေးတင်တယ်ပေါ့เนาะကဲအခုဆန်းခရင်လေးလိမ့်ပြီးသွားပြီဆိုတော့နောက်ဆုံးအနေနဲ့မင်းကမိတ်ကပ်မလိုပဲနဲ့ကြီးပြောင်ပြောင်လေးပေါ့နော်ဖြစ်ဆိုရင်ဒါဂလိုးတာကြိုက်တဲ့နော်ပြိုမင်လေးတွေအန်ဒီအရွယ်တွေမမအရွယ်တွေကစသုံးလို့ရတယ်ဒါ IP ခရင်ဝက်ချန်တို့နော်ဝက်ချန်ထွက်တဲ့နေရာလေးဆိုလဲတို့ပြီးတော့လေအိတ်လိုက်တာနဲ့ဒါဝက်ချန်လေးတွေချက်ကတ်တာလေးတွေဖြစ်စေတယ်နောက်တစ်ခုကလေနိုင်မက်အနေနဲ့လဲသုံးလို့ရတယ်သူ့ကိုလေဒီ makeup base အနေအောက်ခံမိတ်ကပ်အနေနဲ့လဲသူကအစားထိုးခရင်လေးဖြစ်တဲ့အတွက်သုံးလို့ရတယ်ပေါ့နော်ကြီးပြောင်ပြောင်ဝင်းလေးသူကတဘာဝပန်း18မျိုးခရူစီအနေနဲ့ပန်းနေနေပဲထုတ်လို့ထားတာဆိုတော့အသားရည်လေးကိုသူကလေကြီးပြောင်ဂလိုးတယ်ခရူစီရဲ့ပလဲအနှစ်တို့တောင်ကျဆန်းရည်တို့နော်အဲ့လိုအရာတွေပါဝင်တဲ့အတွက်အသားရည်ကိုဂလိုးတယ်ကြည်ရယ်ပြောင်တင်းတင်းလေးပေါ့နော်အဲ့လိုလေးဖြစ်စေတာငါကြည့်ဟိတ်အမဲဆက်ရံကိုကင်းပြီးတော့ပေါ့နော်နုပြိုခြင်းတဲ့သူတွေဆိုရင်ဒီ IP ရဲ့3မျိုးဆက်အတွဲလေးသာစောင်းထားဒီမှာကြည့်နော်အုံမင်းရော်မှုတွေလည်းချော့ချပေးတယ်အရေးအကြောင်းတွေလည်းရှင်းစီတဲ့အတွက်ဒီအတွဲလေးကိုလိမ့်ပေးဖို့မမေ့နဲ့နော် Goodbye